ဘေဂျင်းကနေသမ္မတထရန့်က15ရက်နေ့မှာပြန်တယ်ဗျာ20ရက်နေ့မှာပူတင်ကဘေဂျင်းကိုလာတယ်သမ္မတစီနဲ့ထပ်တွေ့ဆိုလိုတာကတော့တရုတ်နိုင်ငံကတကယ်ကမ္ဘာအင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ရုရှားနဲ့အမေရိကန်သူ့စီလာပြီးတော့ပုံနှစ်တိုင်လှုပ်ပြီးတော့ကမ္ဘာရေးခင်းနေလာဆိုနေတယ်တရုတ်ကရှေ့တန်းရောက်လာဘာလို့ရှေ့တန်းရောက်လာလဲဆိုတော့ရုရှားကလည်းယူကရိန်းနဲ့စစ်ဖြစ်နေတယ်အမေရိကန်လည်းအီရန်နဲ့စစ်ဖြစ်တယ်ဆိုတာနဲ့သူ့ရဲ့တရားအင်အားနည်းနည်းများတော့စုပ်ယုပ်တာပဲလေဒုတိယကမ္ဘာစစ်မှာလည်းပြာပုံဖြစ်သွားတဲ့အင်္ဂလန်တို့ဂျာမနီတို့ရုရှားတို့ထက်စစ်မြေပြင်မဖြစ်တဲ့အမေရိကန်ကကမ္ဘာကိုဥဆောင်သွားတာအဲ့ပုံစံမြင်ရတယ်အဲ့လိုကမ္ဘာကိုဥဆောင်တဲ့အခမ်းကဏ္ဍပါလာတဲ့တရုတ်နိုင်ငံရဲ့နိုင်ငံရေးဝန်ကြီးဝမ်ကြီးကမြန်မာသမ္မတဦးမင်းအောင်လှိုင်ကျန်းစစ်စာချိန်ဆိုပြီးတော့မကြခင်မှာပဲလာရောက်တိမှတ်ပြုတယ်လာလဲတယ်ပြီးပေချင်းကိုဦးမင်းအောင်လှိုင်ဖိတ်ကြားတယ်ဒါမှကြခင်သွားမယ်အဲ့ဒီပြင်သမ္မတပူတင်ကအာဆီယံအစည်းအဝေးကိုတွားတက်တယ်မြန်မာကိုအာဆီယံမဖိတ်ဘူးအဲ့မှာသမ္မတပူတင်ကမြန်မာပေါ်မှာဘလောက်တမိုးထားလဲဆိုတော့အာဆီယံ plus ရုရှားအစည်းအဝေးမော်စကိုမှာလုပ်ခင်ဗျားတို့မြန်မာလည်းပါဆိုတော့မြန်မာနဲ့စကားမပြောပါဘူးဆိုတော့ဟလာဖိလစ်ပိုင်တို့အစ္စတီမောတို့အင်ဒိုနီးရှားမလေးရှားဘယ်လိုမျက်နှာထားမလဲမျက်နှာပူစရာကြီးမြန်မာကတော့သွားမှာလေနော်သူတို့မလာဘူးဆိုရင်လည်းမလာရင်လည်းနေလေကမ္ဘာစွန့်ရဲ့အရင်နှစ်ကရှေ့လည်းပိုင်းပြီးရင်ရုရှားမှာအကြီးဆုံးပဲခုရေနံနေတော့ခက်နေရုရှားသူစီမသွားရင်အန်ဒီရှိတာပေါ့နော်အဲ့တော့ဆိုလိုတာကတော့ကျွန်တော်တို့ရဲ့မိတ်ဖက်တရုတ်နဲ့ရုရှားမြန်မာကိုတော်တော်လေးထားတယ်။ခင်ဗျားတို့နှစ်ပဲတစ်ပြားအာဆီယံကအတိမမပြည့်နေကျွန်တော်တို့မြန်မာကတော့ကမ္ဘာအင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ဒါရုရှားနဲ့တရုတ်ရဲ့တလီတစားစစ်စာချင်းကိုခါတယ်။အဲ့ဒါလေးကိုကျွန်တော်တွေ့လို့လာပြောတာလေးစားပါတယ်